ကောင်းဖို့အသေးလွတ်ဖို့တဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဗျာသိခြင်းတရားနဲ့ပတ်သက်ပြီးတော့တရားဓမ္မတို့ဦးဇင်းတို့အဓိကထားပြီးတော့စဉ်းစားစရာအချက်နှစ်ချက်လို့ဆိုနိုင်ပါတယ်နော်အသေးကောင်းဖို့အသေးလွတ်ဖို့အဲ့တော့ဦးဇင်းတို့အသေးမင်္ဂလာပါကျမရဲ့ဓမ္မနှုတ် channel မှာကြိုဆိုပါရစေဓမ္မမိတ်ဆွေဒီကောင်းဖို့ဆိုတာနဲ့ပတ်သက်ပြီးတော့စပြီးတော့ပြောကြည့်ရအောင်သိခြင်းတရားကိုကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်ဖို့တနည်းအားဖြင့်တေဂာနီးမှာကြည်ကြည်လင်းလင်းချမ်းချမ်းသာသာနဲ့သိခြင်းတရားကိုမကြောက်မရွံ့တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ဖို့အတွက်မိမိတို့မှာဘလို့အရေးအသွေးတွေရှိထားတဲ့လေဒါမစဉ်းစားလို့မရပါဘူးเนาะသိခြင်းတရားဆိုတာဘဝမှာအလွန်မှအရေးပါတယ်ဒီကနေ့အနေအထားလေးပေါ်မှာအဓိကမူတည်ပြီးတော့ဒုတိယဘဝဆိုတာဆက်ပြီးတော့အကောင်းဆုံးဖြစ်သွားတာပေါ့အဲ့ဒီတစ်ချက်သေးနဲ့ကိုပဲသိခြင်းတရားဟာဘဝမှာအလွန်မှအရေးပါတယ်လို့ဆိုရမယ်နော်ဒါကြောင့်အဲ့လိုအရေးပါတဲ့သိခြင်းတရားကိုကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်ဖို့အတွက်တရားဓမ္မတို့ဦးဇင်းတို့တွေဘလို့ကြိုတင်ပြင်ဆင်ထားတဲ့လဲဘလို့အရေးအသွေးတွေရှိထားတဲ့လဲသိခြင်းတရားကိုကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်ဖို့အတွက်မြတ်စွာဘုရားသင်ပြထားတဲ့ဒေသနာတွေများစွာရှိပါတယ်အဲ့ဒီတွေကဦးဇင်းတို့နှစ်ချက်လောက်ပဲဒီကနေ့ညပြောမှာနော်အဓိကကြတဲ့အချက်ကလေးနှစ်ချက်လောက်နံပါတ်1ပြောခြင်းတဲ့အချက်ကဘာလဲဆိုတော့ဓမ္မပဒပါဠိတော်မှာစကားတော်လေးတစ်ခွန်းရှိတယ်ပုံညံဒုက္ခံဇီဝိတသင်္ခယံပိတဲ့ဇီဝိတသင်္ခယံပိအသက်ကုန်ခါဤအခါကာလမှာပုံညံကုသိုလ်ကောင်းမှုသည်ဒုက္ခံချမ်းသာတဲ့ဒီကနေ့မှာတည်ခြင်းတရားကိုမကြောက်မရွံ့တည်တည်ငြိမ်ငြိမ်ချမ်းချမ်းသာသာရင်ဆိုင်နိုင်နေတယ်ဆိုရင်ကုသိုလ်ကောင်းမှုရှိထားရမယ်လို့ဆိုလိုတာကုသိုလ်ကောင်းမှုကိုများစွာပြုထားသောပုဂ္ဂိုလ်တူတယောက်ဒီတေဂာနီးမှာဘာမှဆင်းရဲစရာအကြောင်းမရှိတနည်းအားဖြင့်အသေးကောင်းမယ်ပေါ့အဲ့တော့ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့နံပါတ်1ပြောခြင်းတဲ့အကြောင်းအရာကအသေးကောင်းဖို့အတွက်ကုသိုလ်ကောင်းမှုကိုများစွာပြုကြရမယ်ဆိုတဲ့အချက်ဒါနကောင်းမှုသီလကောင်းမှုတမာတိကောင်းမှုပညာကောင်းမှုလို့ဆိုတဲ့ကုသိုလ်ကောင်းမှုကြီး၄မျိုးကိုစွမ်းအားရှိသလောက်ထိုက်သည့်အားလျော်စွာအခါအခွင့်သင့်တိုင်းကြိုးစားအထောက်ထားကြရမယ်ပေါ့အဲ့လိုကြိုးစားအထောက်ထားလို့မိမိကိုယ်ကိုငါကုသိုလ်ကောင်းမှုတွေတော်တော်များများပြုဖြစ်တာပဲလို့ဒီလိုမျိုးအတွေးရောက်လာအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဟာတေဂာနီးမှာဘာမှစိုးရိမ်စရာမရှိဘူးတကယ်တမ်းကတော့တရားဓမ္မတို့ဦးဇင်းတို့တေဂာနီးမှာကြောက်ကြတယ်လန့်ကြတယ်တုန်လှုပ်ကြတယ်ဆိုတာများသောအားဖြင့်ငါသိရင်ဆိုရတဲ့ဘဝတွေကိုမြန်ရောက်သွားလေမလားဆိုတဲ့အတွေးကများစွာချင်းချောက်မယ်လို့ထင်ပါတယ်အကယ်၍သာကိုဟာသိပြီးတဲ့နောက်မှာကောင်းမွန်တဲ့ဘဝကိုရမယ်ဆိုတာကိုမြန်သိချာပေါက်သိခွင့်ရှိမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသိခြင်းတရားကိုပြောတော့ကြီးကြောက်မှာမဟုတ်တယ်မဟုတ်လားဒါကြောင့်ဦးဇင်းတို့ကျမ်းစာတွေထဲမှာလည်းပြောထားတာရှိတယ်မြေအိုးကွဲသွားလို့အကယ်၍မြန်ရွှေအိုးကိုရခဲ့မယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာမြေအိုးကွဲသွားမှာကိုဘာမှစိုးရိမ်မှာမဟုတ်ဘူးတဲ့။ဘာလို့ဆိုမြေအိုးထဲတန်ဖိုးရှိတဲ့ရွှေအိုးကိုပြန်ရမယ်ဆိုတာကိုသူသိကြပေါက်သိနေလို့ခုမြေအိုးကြီးကွဲသွားပြီးတဲ့နောက်မှာဘာအိုးပြန်ရမယ်မှမသိတဲ့အတွက်ကြောင့်ဒီမြေအိုးကွဲသွားမှာကိုအလွန်စိုးရိမ်နေရတယ်။အဒီခန္ဓာကိုယ်ကြီးဟာမြေအိုးနဲ့တူတယ်လို့ဒါမြတ်စွာဘုရားလည်းဟောထားတာရှိပါတယ်။ကုံဘူပမံကာယမိမံဝိဒိတဝါဒီခန္ဓာကိုယ်ကြီးကိုမြေအိုးတစ်လုံးနဲ့တူတယ်လို့နားလေရမယ်လို့မြတ်စွာဘုရားဟောတာနော်ခန္ဓာကိုယ်ကြီးကိုမြေအိုးနဲ့တူတယ်လို့သိထားရမယ်နားလေထားရမယ်မြေအိုးနဲ့ကဘလို့တူတာတုံးဆိုတော့ခိုင်မာမှုမရှိဘူးဆိုတဲ့အချက်ကိုအဓိကတူတယ်လို့ပြောတာပါနော်မြေအိုးတစ်လုံးဟာဘယ်အတိုင်းဓာတ်ထိခိုင်မေနော်ဘယ်တော့ကြာမှကွဲမေလို့မြေအိုးကိုဒိတ်တက်ထားလို့ရသလားမရဘူးနော်မြေအိုးဟာကွဲကျင်တဲ့ချိန်ကွဲမှာနော်ဈေးထဲမှာပစ္စည်းတစ်ခုသွားဝယ်ပြီးဆိုရင်အခုလျှက်စစ်ပစ္စည်းတို့ electronic ပစ္စည်းတို့ဆိုရင်နော် warranty ကကလေးတွေတချို့ပေးကြတာရှိတယ်ပေါ့နော်ဘယ်လောက်ခိုင်မဲဆိုပြီးတော့မြေအိုးမှာအဲ့လိုမျိုးအာမခံကပေးထားလို့မရသူကကွဲကျင်တဲ့ချိန်ကွဲမှာအဲ့လိုပဲဒီခန္ဓာကိုယ်ကြီးဟာပျက်စီးကျင်တဲ့ချိန်မှာပျက်စီးမယ်ပေါ့ဒါကြောင့်မြေအိုးနဲ့တူတယ်လို့ပြောတာအဲ့ဒါမြေအိုးနဲ့တူတဲ့ဒီခန္ဓာကိုယ်ကြီးကွဲပြက်ပျက်စီးပြီးတဲ့နောက်မှာအကယ်၍ရွှေအိုးနဲ့တူတဲ့ဓာတ်ထက်ကောင်းမွန်မြင့်မြတ်တဲ့ဘဝခန္ဓာကိုရခဲ့မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမြေအိုးကွဲမှာကိုသိပြီးတော့
မစိုးရိမ်မှုပေါ့မကြောက်ဖို့ပေါ့အဲ့ဒါကုသိုလ်ကောင်းမှုနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာယုံညံ့တဲ့ဘဝကိုရောက်သွားတဲ့အကြောင်းဘာမှမရှိဘူးဟုတ်လားဒါကြောင့်သူဟာသေခြင်းတရားကိုသိပြီးတော့ကြောက်เสียလန့်เสียမလိုဘူးပေါ့ဘုရားတို့ဓမ္မပဒပါဠိတော်မှာပဲပြောထားတာလေးတစ်ခုရှိတယ်နော်အယဝေးကနေပြီးတော့အစဉ်ပြေပြေချမ်းချမ်းသာသာပြန်လာတဲ့ပုဂ္ဂိုလ်ကိုတဲ့ချစ်တဲ့ခင်တဲ့ဆွေတွေမျိုးတွေကဝမ်းမြောက်ဝမ်းသာကြိုဆိုကြသလိုမျိုးကုသိုလ်ကောင်းမှုကိုများစွာပြုထားတဲ့ပုဂ္ဂိုလ်တူတယောက်တမလွန်ခရီးကိုသွားပြီဆိုရင်သူပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကသူ့ကိုကြိုဆိုနေကြတယ်တဲ့ဒါမြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်ကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ဟာတမလွန်ခရီးကိုသွားတဲ့အခါမှာသူ့မှာဘာမှစိုးရင်ကြောက်ကြမှုရှိစရာအကြောင်းမရှိဘူး။နောက်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကုသိုလ်ကောင်းမှုကိုများစွာပြုထားခြင်းသည်ပင်လျှင်အသေးကောင်းခြင်းရဲ့အကြောင်းဟုတ်ရဲ့လား။ဒါကြောင့်စွမ်းအားရှိတဲ့မြတ်အခါအခွင့်သင့်တိုင်းဒါနကောင်းမှုကိုပြုရမယ်၊သီလကိုစောင့်တည်ရမယ်၊သမာဓိပညာကုသိုလ်ကောင်းမှုများဖြစ်ပေါ်အောင်ကြိုးစားအထောက်ကြရမယ်ပေါ့။ဒီနေရာမှာဦးဇင်းတို့ကုသိုလ်ကောင်းမှုရှိရင်သိခြင်းတရားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့950ဇတ်တော်ထဲမှာမဟာတုတ္တသောမဇတ်ဆိုတာရှိတယ်။နော်မဟာတုတ္တသောမဇတ်လို့ပြောရင်တော့တချို့ကကြားဘူးခြင်းမှကြားဘူးမယ်ဒါပေမဲ့ပောဓိတာဒလို့ပြောရင်တော့ကြားဘူးကြမယ်ပေါ့ဟုတ်လား။နော်ပောဓိတာဒအကြောင်းမဟာတုတ္တသောမဇတ်ထဲမှာအဓိကပါတာပါပဲ။အဲ့ဒီပောဓိတာဒလူသားစားကဘုရားလောင်းမဟာတုတ္တသုမမင်းကြီးကိုဖမ်းသွားတယ်။ဒါပိဿတို့သိပါတယ်။နော်ဘာဖြစ်လို့ဖမ်းသွားတာတုံးဆိုတော့နော်မင်းတရားကိုဖမ်းထားတာကိုလွတ်မြောက်ဖို့အတွက်အဲ့ဒီညောင်ပင်ဆောင်နှက်ကတရားမင်းကိုသွားပြီးတော့အကူကြီးတောင်းတဲ့အခါမှာတရားမင်းကတုတ္တသောမမင်းကြီးပါမှသူ့ရဲ့ဉာဏ်စွမ်းနဲ့ပောဓိတာရကိုအတိဉာဏ်ရအောင်လုပ်ပြီးတော့ဒီမင်းနေရဲ့အသက်ကိုကယ်နိုင်မှာကိုသိတဲ့အတွက်ကြောင့်ဘုရားလောင်းတုတ္တသောမမင်းကိုဖမ်းခိုင်းတာအစတုန်းကဘုရားလောင်းတုတ္တသောမမင်းကိုပောဓိတာရကဖမ်းဖို့အစီအစဉ်မရှိဘူးဒါကသူ့ရဲ့ဆရာလဲတော်ခဲ့တယ်သူအလွန်မှလေးစားမြတ်နိုးရတဲ့ပုဂ္ဂိုလ်တယောက်အဲ့ဒါပောဓိတာရကလူသားစားလို့တိုင်းပြည်ကနေပြီးတော့နှင်ထုတ်ခံရတော့နောက်တော့တထေးတူကိုဖမ်းရင်းနဲ့ပြည်ချင်းလွှားရင်းနဲ့ရှားငုတ်တို့ကခြေဘဝကိုဆူတာအဲ့ဒီမှာအနာကြီးဖြစ်တဲ့အခါမှာသူအမိပြုတ်ပြီးတော့နေတဲ့ညောင်ပင်ဆောင်နှမင်းကိုသူကတိုင်တယ်ပြီးတော့ဒီအနာကိုသာပျောက်အောင်ကုပေးပါပျောက်ခဲ့မယ်ဆိုလို့ရှိရင်တရားတစ်ပါးသောမင်းတို့ရဲ့လေချောင်းသွေးနဲ့ပူဇော်ပါမယ်ညောင်ပင်ဆောင်နှက်ကိုတိုင်တယ်လားဒါပေမဲ့ညောင်ပင်ဆောင်နှက်ကသူ့ကိုဘာမှကူညီတာမရှိဘူးသူ့အနာကြီးကမစားမတော့ဒီတိုင်းပဲနေတော့ကြာတော့6ပြီးတော့ပျောက်သွားတာအဲ့ဒါကိုညောင်ပင်ဆောင်နှက်ကကူညီလို့အနာယောဂပျောက်သွားတယ်လို့သူ့ဟာသူအထင်နေမှားပြီးတော့ညောင်ပင်ဆောင်နှက်ကိုပေးထားတဲ့ဂရိအတိုင်းမင်းတရားတစ်ပါးကိုဖမ်းတာဟုတ်လားဒါပေမဲ့တုဒ္ဒသောမမင်းကိုကြတော့မဖမ်းဘူးအဲ့ဒီမှာညောင်ပင်ဆောင်နှက်ကငါညောင်ပင်ကတော့ဒီတိုင်းဆိုရင်တော့သွေးညီနှက်နေလွှမ်းတော့မှာပဲဘယ်နဲ့လောက်ပါမှာတော့သူလည်းဘာမှမတတ်နိုင်အဲ့ဒါနဲ့တဖြည်းဖြည်းစတုမာရီနမင်းကြီးလေးပါးထအကူကြီးတောင်းမရတဲ့အခါကျတော့တရားမင်းကြီးသွားအကူကြီးတောင်းတော့တရားမင်းကငါတော့မတတ်နိုင်ဘူးဒါပေမဲ့လို့မဟာတုတ္တသောမမင်းကြီးဟာဉာဏ်အလွန်ကြီးတယ်သူ့ကိုယ်သာပောဓိတာရနဲ့တွေ့အောင်လုပ်နိုင်မယ်ဆိုရင်တော့သူ့ရဲ့အစွမ်းကြောင့်အဲ့ဒီမင်းတရားအသက်ဘေးကလွတ်เสียရှိတယ်ဒါကြောင့်တုတ္တသောမမင်းကြီးကိုဖမ်းဖို့မင်းတုံးအပေးဆိုတော့မှညောင်မေဆောင်တက်ကယဟန်ရောင်ဆောင်ပြီးတော့အဲ့ဒီနာသွားတော့ပောဓိတာရကယဟန်လည်းပဲမင်းတစ်မျိုးပဲဆိုပြီးတော့လိုက်တာတန်လျက်ကင်ပြီးတော့လိုက်တော့ဟိုကညောင်မေဆောင်တက်ကဖန်ဆင်းထားတဲ့ယဟန်ဆိုတော့မမီဘူးမမီတော့ရပ်ပါဆိုတော့အဲ့ဒီမှာညောင်မေဆောင်တက်ကမင်းဟာလူလိမ့်မယ်ငါ့ကိုမင်းတရားတစ်ပါးရဲ့လေချောင်းသွေးနဲ့ပူဇော်မယ်ပြောပြီးတော့တော်စွာရော်စွာအခြေမရှိအနေမရှိမင်းအနေနဲ့ပူဇော်တယ်တကယ်မင်းကိုကြတော့မဖမ်းမဲနဲ့ထားတယ်ဘာအလိုရှိလို့တော့ဆိုတော့မှတုတ္တသောမမင်းကြီးကိုအလိုရှိတယ်ပေါ့အဲ့ဒါကြောင့်သူကတုတ္တသောမမင်းကြီးကိုဖမ်းရတာအဲ့ဒါတုတ္တသောမမင်းကြီးကိုဖမ်းလာတော့မင်းကြီးကမင်္ဂလာကံတော်မှာနော်ရေချိုးရှင်းပြီးတော့ပြန်တက်လာတဲ့ချိန်မှာဖမ်းတာအဲ့ဒီမင်္ဂလာရေကန်ကိုလာတဲ့အချိန်မှာလမ်းမှာနန္ဒပုံနာကကတ္တပမြတ်စွာဘုရားရှင်ကိုရမေကြီးဟောကြားတော်မူခဲ့တဲ့ဂါထာ၄ပုဒ်ကိုရွတ်ဆိုပူဇော်မယ်ဆိုတော့ဘုရင်ကြီးကငါရေချိုးမင်္ဂလာခေါင်းစည်းမင်္ဂလာပြုတ်ပြီးရင်မင်းရဲ့တရားကိုနာမယ်လို့ဂရိပေးခဲ့တာအဲ့ဒီအချိန်မှာပောဓိတာရကဖမ်းသွားတော့ဒီတရားတွေကသူမနာရဘူး
အဲ့ဒါနဲ့တော်တဲ့ရောက်တဲ့အခါကျတော့ဘုရားလောင်းကပောဓိတာရကိုပြောတယ်ငါကိုတိုင်းတော်ပြည်တော်ကိုခေတ္တခဏပြန်ခွင့်ပြုပါငါနန္ဒပုံနာရဲ့တရားကိုနာမယ်လို့ငါဂတိပြုခဲ့တယ်အဲ့လိုပြောတဲ့အခါကျတော့မင်းကြီးတဲ့တိုင်းပြည်ကိုတင့်ကိုပြန်လို့ရင်တင့်ပြန်မလာရင်ငါဘယ်နဲ့လုပ်မလို့ဟာငါပြန်လာမှာပေါ့ငါပြန်လာပါမယ်ဂတိပေးပါတယ်မဖြစ်နိုင်ဘူးတဲ့ကိုယ့်ကိုတတ်မဲ့နေရန်ကိုပြန်လာမယ်ဆိုတာဒါဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စမယုံဘူးပေါ့အဲ့ဒီတော့ဘုရားလောင်းသုဒ္ဓသုံးပါးမင်းကြီးကမင်းနဲ့ငါနဲ့ငယ်ငယ်တုန်းကအကြာကြီးအတူတူနေခဲ့ဘူးတာပဲမင်းကိုငါဘယ်တော့မှမဟုတ်တာပြောဘူးလို့တော့အဲ့ဒါကြောင့်သူကတန်လျက်ကိုကင်ပြီးတော့ကြည်နာသူပြန်လာမယ်ဆိုတဲ့အကြောင်းအဲ့ဒီတော့ပောဓိတာရကမင်းကြီးဒီလောက်တောင်ပြန်နေနေတာငါပြန်ခွင့်ပြုလိုက်မယ်တကယ်လို့ तू ပြန်မလာဘူးဆိုရင်လည်းပဲညောင်ပင်ဆောင်နဲ့ကျင်နဲ့အောင်ငါရဲ့လက်မောင်းသွေးကိုပဲဖောက်ပြီးတော့ပူဇော်ရတော့မှာပဲပြန်လာခြင်းလဲလာမလာခြင်းလဲနေဆိုတဲ့စိတ်နဲ့ပြန်လွတ်တာမေတ္တာရှိတယ်ပေါ့ဘုရားလောင်းပေါ်မှာအဲ့ဒါနဲ့သုဒ္ဓသမမင်းကြီးကတိုင်းပြည်ကိုပြန်ပြီးတော့နန္ဒပုံနာဟောတဲ့ကတ္တဗဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားဂါထာ၄ပုဒ်ကိုနာဒါတွေကိုတော့ဦးဇင်းတို့အကျေမပြောတော့ပါဘူးဟုတ်လားအဲ့ဒါနားလည်းပြီးပြီဆိုတော့ပောဓိတာရတိကိုပြန်มาအသက်ခံဖို့ပြန်มาဒီတော့ခမဲတော်မေတော်နဲ့တကွာတိုင်းသူပြည်သားမုံမပူပါတွေကဘာလို့ပြန်ရမှာတော့ဒီပောဓိတာရကိုစစ်တပ်နဲ့လိုက်ပြီးတော့နှိမ်နှင်းမယ်တော့ဘုရားလောင်းကလက်မခံငါဂတိပြုခဲ့တယ်သူဟာငါ့ကိုပြန်ပြီးတော့တေတွင်းထဲကနေလွတ်ငင်းချမ်းသာဝင်ပေးပြီးတော့ပြန်လွတ်တာကိုကစားသူကျေးဇူးငါပေါ်မှာရှိနေပြီဟောအဲ့လိုပြောတာအဲ့ဒါနဲ့ဆိုကြပါစို့ဘုရားလောင်းကပြန်လာတဲ့ခါကျတော့ပောဓိတာရကဘလို့မှမျှော်လင့်မထားပါဘူးဘုရားလောင်းကိုပြန်လာမယ်လို့သူမထင်ဘူးဒါမဲ့လို့တစုတွေကိုချွန်ရင်းနဲ့မိဘုံကြီးရဲ့ဘေးမှာထိုင်းနေရင်းနဲ့နောက်ကနေပြီးတော့ခြေတံ6666ကြားတော့လှည့်ကြည့်တော့မဟာသုဒ္ဓသုံးပါးမင်းကြီးပြန်လာတာကိုတွေ့တယ်အလွန်အံ့ဩတယ်ပေါ့သူစိတ်ထဲမှာအဲ့ဒါနဲ့တည်တည်ချာချာကြည့်တော့ဘုရားလုံးရဲ့မျက်နှာကလည်းအလွန်တရာမှကြည်လင်လန်းဆန်းနေတယ်အဲ့ဒီမှာပောဓိတာရကဘာစဉ်းစားမိတုံးဆိုတော့ဟောဒီလောကကြီးမှာတေရမှာမကြောက်တဲ့လူစားမရှိပါဘူးဒီမင်းကြီးကဘယ်လိုအစွမ်းတတ္တိတွေကြောင့်တေခြင်းတရားကိုသူမကြောက်တာတော့သူနာယူခဲ့တဲ့တရားဂါထာတွေရဲ့အစွမ်းတတ္တိများလေလားအဲ့ဒါနဲ့သူမမေးပဲမနေနိုင်ဘူးဘုရားလောင်းကိုမေးတယ်မင်းကြီးတဲ့တင့်ကိုငါတေချာပေါက်တတ်မယ်ဆိုတာကိုသိပါလက်ခဲနဲ့တင့်ရဲ့မျက်နှာဟာကြာပန်းကဲ့သို့လကဲ့သို့အလွန်တရာမှကြည်လင်လန်းဆန်းနေတယ်တင်ပါပြုလို့တေရမှာမကြောက်တာတော့တဲ့ဟောပြောချင်တာလေးကဒါပါပဲတင်ပါပြုလို့တေရမှာမကြောက်တာလေတဲ့အဲ့လိုမေးတဲ့အခါကျတော့ဘုရားလောင်းကပောဓိတာရကိုသူတေရမှာဘာကြောင့်မကြောက်တာလဲဆိုတာကိုရှင်းပြတယ်ပောဓိတာရတဲ့ငါဟာကုသိုလ်ကောင်းမှုကိုများစွာပြုပြီးပြီတဲ့မိဘတွေရဲ့အပေါ်မှာလှုပ်တဲ့လှုပ်ထိုက်တာကိုငါလှုပ်ပြီးပြီတဲ့သားသမီးတွေရဲ့အပေါ်ဆွေမျိုးသားချင်းတွေရဲ့အပေါ်မိတ်ဆွေတွေရဲ့အပေါ်တိုင်းသူပြည်သားတွေရဲ့အပေါ်မှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုငါလှုပ်ပြီးပြီတဲ့တမလွန်ခရီးကိုကောင်းစွာငါသုတ်တင်လို့ပြီးပြီတဲ့ဟောကိုသွားရမယ့်လမ်းကိုကိုယ့်ဟာကိုယ်တန်ရှင်းအောင်လှုပ်ထားတာဒီလမ်းကရှောင်လို့မရဘူးလေဟုတ်လားတမလွန်ခရီးကိုဗါတဲ့တော့ကောင်းစွာသုတ်တင်လို့ပြီးပြီတဲ့ပညာရှိတွေချီးမွမ်းတဲ့ရစ်ဆိုတဲ့ဒါနကောင်းမှုကိုလည်းငါများစွာပြုပြီးပြီတဲ့အဲ့ဒါလိုကုသိုလ်ကောင်းမှုများစွာပြုထားတဲ့ငါလူဟာဘာပြုလို့တေရမှာကိုကြောက်ရမှာလဲတဲ့ကောင်းတာတွေများစွာလှုပ်ထားတဲ့ငါလူပုဂ္ဂိုလ်ဟာဘာပြုလို့တေရမှာကိုကြောက်ရမှာလဲတဲ့ဒါကြောင့်မင်းငါကိုတတ်ပြီးတော့ရစ်ပူဇော်လိုမူလေးပူဇော်လို့စားလိုမူလေးစားလို့တဲ့သူပြောတဲ့စကားသူဘာကြောင့်တေမှာမကြောက်ရတာတုံးဆိုတဲ့အဖြေပေါ်လွင်သွားတယ်နော်ကုသိုလ်ကောင်းမှုကိုများစွာပြုထားတယ်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကိုလှုပ်ထားတယ်သိခြင်းတရားဆိုတာရှောင်လို့မရပါဘူးမလှုပ်တဲ့မလှုပ်ထိုက်တာတွေကိုလှုပ်ထားတဲ့လူတယောက်လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်မထားတဲ့လူသိသားလျင်သိခြင်းတရားကိုကြောက်မှာဟုတ်လားလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ထားတယ်မလှုပ်တဲ့မလှုပ်ထိုက်တာကိုလှုပ်မထားဘူးဆိုတဲ့ပုဂ္ဂိုလ်ဒီဘာမှသိခြင်းတရားကိုကြောက်เสียအကြောင်းမရှိဘူးဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့နံပါတ်1အသေးကောင်းခြင်းနဲ့ဆိုရင်ကုသိုလ်ကောင်းမှုကိုများစွာပြုထားကြရမယ်။နော်အသေးကောင်းဖို့အတွက်ဦးဇင်းတို့နှစ်ချက်ပြောမှာပါဒါတစ်ချက်ကုသိုလ်ကောင်းမှုကိုများစွာပြုရမယ်။
ကုသိုလ်ကောင်းမှုကိုပြုနေခြင်းသည်ပင်လေမိမိကိုယ်ကိုမိမိအသေးကောင်းအောင်ကြိုးစားအထောက်နေခြင်းလို့နားလည်ထားကြရမှာပေါ့ဟုတ်လားအေးနောက်ဦးဇင်းတို့အသေးကောင်းဖို့အတွက်ဒုတိယကြိုးစားအထောက်ကြရမယ့်နီလန်းတစ်ခုကဘာလဲအဲ့ဒီနီလန်းကိုတော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တိကနိပတ်ထဲမှာအနာရဘိန်တထေးကြီးကိုမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်ထဲမှာတွေ့ရတယ်ပေါ့နော်ဒါလေးကလည်းအလွန်တရာမှစဉ်းစားစရာကောင်းပါတယ်အဲ့ဒါလေးကိုဦးဇင်းတို့ပြောပြမယ်နော်အနာရဘိန်တထေးကြီးကျောင်းတော်ကိုရောက်လာတော့မြတ်စွာဘုရားကဒီဒေသနာလေးကိုဟောတယ်စိတ်တေကဟပတိအာရခိတေကာယကမ္မံပိအာရခိတံဟောတိဝစီကမ္မံပိအာရခိတံဟောတိမနောကမ္မံပိအာရခိတံဟောတိတခါကြီးစိတ်ကိုယ်သာမစောင့်ရှောက်ဘူးဆိုလို့ရှိရင်ကာယကံဝစီကံမနောကံကံသုံးပါးကိုစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့နော်စိတ်ကိုယ်သာမစောင့်ရှောက်ဘူးဆိုရင်အလုတ်တွေလို့ပြောရတဲ့ကာယကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးအပြောတွေလို့ဆိုတဲ့ဝစီကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးအတွေးတွေလို့ဆိုတဲ့မနောကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးအဲ့ဒါလို့ကာယကံဝစီကံမနောကံကံသုံးပါးကိုစောင့်ရှောက်မထားဘူးဆိုလို့ရှိရင်ဘာဖြစ်လာမှာတော့ကာယကမ္မံပိအဝတ္တုတံဟောတိဝစီကမ္မံပိအဝတ္တုတံဟောတိမနောကမ္မံပိအဝတ္တုတံဟောတိစောင့်ရှောက်ခြင်းမရှိတဲ့ကာယကံဝစီကံမနောကံဟာကိလေသာရေတို့ဖြင့်ဆိုဆွတ်သွားမယ်တဲ့ဟောတိတိချာလေးနားထောင်နော်ကာယကံဝစီကံမနောကံကိုစောင့်ရှောက်မထားဘူးဆိုရင်အဲ့ဒီကံသုံးပါးဟာယာကဒေါသမောဟဒီဟုသောရေတို့ဖြင့်ဆိုဆွတ်သွားမယ်အဲ့လိုကိလေသာရေတွေဆိုဆွတ်ပြီဆိုရင်အဲ့ဒီကံသုံးပါးသည်ဘာဆက်ဖြစ်လာမလို့ကာယကမ္မံပိပုတိကံဟောတိဝစီကမ္မံပိပုတိကံဟောတိမနောကမ္မံပိပုတိကံဟောတိအဲ့ဒီကိလေသာရေတွေဖြင့်ဆိုတွတ်တဲ့ကာယကံဝစီကံမနောကံဟာပုတ်ဆွေးသွားလိမ့်မယ်တဲ့ကာယကံဝစီကံမနောကံဘာဖြစ်တယ်ပုတ်ဆွေးသွားလိမ့်မယ်တဲ့ဘာဖြစ်လို့ပုတ်ဆွေးတာကိလေသာရေတွေဆွတ်လို့ဘာလို့ကိလေသာရေဆွတ်တာတော့စောင့်ရှောက်မှုမရှိလို့ဟုတ်လားဘာဖြစ်လို့စောင့်ရှောက်မှုမရှိတာဆိုတော့စိတ်ကိုစောင့်ရှောက်မထားလို့တရားလေးကသူကွင်းဆက်လေးနဲ့သူနော်ဒီနေရာမှာဥရှင်တို့ကာယကံဝစီကံမနောကံဟာကိလေသာရေတွေဆွတ်ပြီးတော့ပုတ်ဆွေးသွားတယ်ဆိုတာဘာပြောတာတော့နော်မကောင်းတဲ့အကုသိုလ်ကံတွေဒုစရိုက်မှုတွေကိုပြုမိပြောမိတွေးမိတာကိုကံသုံးပါးပုတ်ဆွေးတယ်လို့ပြောတာပါလူငယ်တွေနားလည်အောင်ပြောရရင်တော့သူတို့အသက်ကိုတတ်မယ်သူတို့ပစ္စည်းမတရားယူမယ်ကာမကိစ္စဖောက်ပြန်မှားယွင်းစွာကျင့်သုံးမယ်ဆိုရင်ဒါကာယကံပုတ်ဆွေးတယ်လို့ခေါ်ရတယ်မတန်ရှင်းတော့ဘူးမစင်ကြယ်တော့ဘူးပေါ့ကိုယ့်ရဲ့ကာယကဟုတ်လားလိန်ညာတဲ့စကားကိုပြောမယ်ကြမ်းထမ်းတဲ့စကားကိုပြောမယ်ဂုံးစကားကိုပြောမယ်ဘာအနှစ်သာရမှမရှိတဲ့စကားသိစပစ်ဖြစ်တွေကိုပြောမယ်ဆိုရင်ဒါကိုယ့်ရဲ့ဝစီကံဟာပုတ်ဆွေးတယ်ပေါ့မတန်ရှင်းမှုပေါ့အဲ့ဒါလိုပဲအဘိဇ္ဇာပြပါဒမိစ္ဆာဒိဋ္ဌိသူတော်ပစ္စည်းမတရားယူလို့တဲ့စိတ်မတရားရလို့တဲ့စိတ်ဟုတ်လားသူတော်ကိုဆင်းရဲစေလို့တဲ့စိတ်မှားယွင်းတဲ့အယူအဆဒါတွေရှိမယ်ဆိုရင်မနောကံပုတ်ဆွေးတယ်လို့ဆိုရတယ်ပေါ့အဲ့ဒါလိုကံသုံးပါးပုတ်ဆွေးပြီဆိုလို့ရှိရင်တော့တဲ့နဗတ္တကံမရဏဟောတိနဗတ္တကံကာလကိရိယာအဲ့ဒီပုဂ္ဂိုလ်ရဲ့သေခြင်းသည်ကောင်းသောသေခြင်းမဖြစ်နိုင်ဘူးအဲ့ဒီပုဂ္ဂိုလ်ရဲ့ကွယ်လွန်ခြင်းသည်ကောင်းသောကွယ်လွန်ခြင်းမဖြစ်နိုင်ဘူးတဲ့ဟောအသေးကောင်းဖို့အတွက်စပြောနေတာနော်စဉ်းစားကြည့်နော်ဒါလေးကိုဦးဇင်းတို့ပြန်ပြီးတော့ပြောပြမယ်ဟုတ်လားတခါကြီးစိတ်ကိုယ်သာမစောင့်ရှောက်ဘူးဆိုရင်ကာယကံဝစီကံမနောကံကံသုံးပါးကိုစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးကံသုံးပါးစောင့်ရှောက်မှုမရှိဘူးဆိုရင်ယာကဒေါသမောဟရေတို့ဖြင့်ဆွဆွမယ်အဲ့ဒါဆိုရင်အဲ့ဒီကံသုံးပါးသည်မကောင်းမှုတွေကိုလုံမိသောအားဖြင့်ပုတ်ဆွေးသွားလိမ့်မယ်ဒါဆိုရင်တော့နောင်တတရားတွေနဲ့ဒီပုဂ္ဂိုလ်ရဲ့သေခြင်းကွယ်လွန်ခြင်းသည်ကောင်းသောသေခြင်းကွယ်လွန်ခြင်းမဖြစ်နိုင်ဘူးဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားကဥပမာလေးပေးပြီးတော့ဆက်ဟောတယ်တခါကြီးတဲ့အိမ်တစ်လုံးကိုကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင်အဲ့ဒီအိမ်ရဲ့အချင်းရနေတွေကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့အဲ့ဒီအိမ်ရဲ့အကာတွေကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့နော်အိမ်ကိုကောင်းကောင်းမိုးမထားဘူးဆိုရင်အချင်းရနေတွေအကာတွေကိုစောင့်ရှောက်ထားတယ်လို့ဆိုနိုင်မလားမဆိုနိုင်ဘူးဘောင်းစောမိုးရွာတိုင်းမိုးရေတွေဆိုတော့မယ်မိုးရေဆိုပါများပြီဆိုရင်တော့အဲ့ဒီအိမ်ကြီးဟာမဖြစ်သွားဘူးလို့ဆွေးမြေ့ပြီးတော့ပြိုလဲပျက်စီးသွားမယ်ပေးတဲ့ဥမာမကောင်းဘူးလားဗျာကောင်းတယ်နော်ဒီခန္ဓာကိုယ်ကြီးဟာလည်းပဲအဲ့ဒီအိမ်ကြီးတစ်လုံးနဲ့တူတယ်
ပဂတိအိမ်မှာအရေးအကြီးဆုံးအစိတ်အပိုင်းဒီဘာလဲလို့မေးရင်အမိုးလို့ပြောရဟုတ်လားအမိုးမကောင်းရင်ကြံတာဘာမှပြောလို့မရတော့ဟုတ်တယ်မဟုတ်လားပဂတိအိမ်မှာအရေးအကြီးဆုံးအစိတ်အပိုင်းဒီအမိုးဖြစ်တယ်အဲ့ဒါလိုပဲဒီခန္ဓာအိမ်မှာအရေးအကြီးဆုံးအစိတ်အပိုင်းဒီစိတ်ဖြစ်တယ်နော်အမိုးကောင်းကောင်းမိုးမထားရင်တအိမ်လုံးမိုးရည်တွေရွှဲရွှဲဆူပြီးတော့ဆွေးမြေ့ပြီးတော့ပြိုလဲပျက်စီးသွားမယ်အဲ့လိုပဲစိတ်ကိုစောင့်ရှောက်မှုမရှိဘူးဆိုရင်ကံသုံးပါးဟာဖြစ်ချင်တိုင်းဗယံဗရာဖြစ်ချင်တယ်လို့ဖြစ်ပြီးတော့မစင်မကြဲမတတ်မရှင်းနဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့တည်ခြင်းဒီကောင်းသောတည်ခြင်းမဖြစ်နိုင်ဘူးနော်ကွယ်လွန်ခြင်းဒီလည်းကောင်းသောကွယ်လွန်ခြင်းမဖြစ်နိုင်ဘူးဒါကြောင့်မိမိရဲ့စိတ်ကိုကောင်းစွာစောင့်ရှောက်ရမယ်စိတ်ကိုစောင့်ရှောက်ထားမယ်ဆိုရင်ကံသုံးပါးကိုစောင့်ရှောက်ပြီးသားဖြစ်သွားတယ်တဲ့မြတ်စွာဘုရားကနော်တခြားစီစောင့်ရှောက်နေရတာမဟုတ်စိတ်ကိုစောင့်ရှောက်လို့တဲ့နဲ့ကာယကံဆိုတဲ့အလုပ်တွေကိုစောင့်ရှောက်ပြီးသားဖြစ်တယ်ဝစီကံဆိုတဲ့အပြောတွေစောင့်ရှောက်ပြီးသားဖြစ်တယ်မနောကံဆိုတဲ့အတွေးကိုလည်းစောင့်ရှောက်ပြီးသားဖြစ်သွားတယ်ဒါဆိုရင်ဒီကံသုံးပါးဒီရာဂဒေါသမောဟရေတွေမဆိုတော့ဘူးပေါ့အဲ့ဒါဆိုရင်လည်းပဲပုတ်ဆွေးမှုမရှိတော့ဘူးတန်ရှင်းစင်ကြယ်တယ်ဟုတ်လားဒါဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ကွယ်လွန်ခြင်းတည်ဆုံးခြင်းဒီအလွန်မွန်မြတ်သောတည်ဆုံးခြင်းကွယ်လွန်ခြင်းသာဖြစ်မယ်အိမ်တစ်လုံးကိုကောင်းကောင်းမိုးထားရင်အိမ်ကြီးတစ်ကလုံးလုံးကိုစောင့်ရှောက်ပြီးသားဖြစ်တယ်ဘာမှပုတ်ဆွေးပြီးတော့ပြိုလဲသွားစရာအကြောင်းမရှိဘူးဟုတ်လားဒါပစုကိုဟောတာတော့ဆိုတော့နာရဘိန်တတိကြီးကိုမြတ်စွာဘုရားဟောတာပါဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒုတိယအချက်အသေးကောင်းဖို့အတွက်ဘာကြိုးစားကြရမှာလဲလို့မေးရင်ကိုယ့်ရဲ့စိတ်ကလေးကိုကောင်းစွာစောင့်ရှောက်ပေးရမယ်စိတ်ကိုစောင့်ရှောက်မှကံသုံးပါးကိုစောင့်ရှောက်ရရောက်တယ်စောင့်ရှောက်ထားမှဒီကံသုံးပါးသည်ရှင်ကျယ်မယ်တန်ရှင်းမယ်ဓမ္မနောင်တဘာမှရစရာအကြောင်းမရှိတဲ့အတွက်ကြောင့်သူ့ရဲ့တည်ခြင်းသည်ဆိုဝါသောတည်ခြင်းဖြစ်စရာအကြောင်းမရှိပါဘူးကောင်းသောတည်ခြင်းပဲဖြစ်မယ်ပေါ့နော်ဒါကြောင့်ဘဝမှာကိုလှုပ်ထားတဲ့အလုပ်ကလေးတွေကိုပြောထားတဲ့အပြောလေးတွေကိုတွေးထားတဲ့အတွေးလေးတွေနဲ့ပတ်သက်ပြီးတော့ငါဘာမှသူများကိုထိခိုက်စေတာကိုမလုပ်ဘူးမပြောဘူးမတွေးဘူးလို့ဒီလိုလေးမြန်ကိုတော့စဉ်းစားလို့ရမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအသေးချိုးစရာအကြောင်းမရှိဘူးငါအလုပ်ကြောင့်သူများကိုထိခိုက်ခဲ့ပါလားငါအပြောတွေဟာသူများကိုထိခိုက်ခဲ့ပါလားလို့တွေးနေရမယ်ဆိုရင်တော့အသေးကောင်းစရာသိပြီးတော့မရှိဘူးပေါ့ဟုတ်ရဲ့လားအဲ့လိုမျိုးကာယကံဝစီကံမနောကံအပြစ်ကင်းဖို့တန့်ရှင်းဖို့မပုတ်ဆွေးဖို့အတွက်ဘာလုပ်ရမလဲစိတ်ကိုစောင့်ရှောက်ရမယ်စိတ်ကိုဘာနဲ့စောင့်ရမှာတော့လို့မေးရင်တော့တတိနဲ့စောင့်ရမယ်ပိဋကဘာနဲ့စောင့်တတိနဲ့စောင့်ရှောက်ရမယ်တတိဟာဒီစိတ်ကိုလုံခြုံမှုရှိအောင်ကာကွယ်တဲ့နေရာမှာစောင့်ရှောက်တဲ့နေရာမှာအစွမ်းအထက်ဆုံးစောင့်ရှောက်တတ်တဲ့အရာပဲနော်ဒီတတိလေးရှိရင်ကိုဟာအကာအကွယ်ရှိတယ်ကိုကိုစောင့်ရှောက်မယ်လို့ရှိတယ်တကယ်တည်းကတတ္တဝါတွေကိုစောင့်ရှောက်တာဟာဒီတတိပဲတတိမရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအဆောင်ရှောက်မဲ့တယ်တတိမရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကာအကွယ်မဲ့တယ်တကယ်ကတော့ဆိုကြပါစို့အပေါ်ယံလေးဦးချင်းပြောမယ်နော်လမ်းကူးတယ်ဟိုဘက်ကဒီဘက်ကကြည့်တတိကလေးထားတတိမထားရင်ဘာဖြစ်မလို့ကားတိုက်မယ်ပေါ့ဟုတ်တယ်မဟုတ်လားငိမ့်မိငေးရငေးပြီးတော့ဘာမှမတွေးဘဲနဲ့ဘာမှတတိမထားဘဲနဲ့သွားရင်ဘာလုပ်မလို့ကားတိုက်မယ်ပေါ့အဲ့တော့ကိုယ့်ကိုကားမတိုက်အောင်စောင့်ရှောက်တာဘယ်သူတုံးလို့မင်းကိုယ့်တတိပဲဟောအသက်ကြီးလာပြီရေချိုးခန်းနဲ့သွားရင်တတိကလေးထားပြီးတော့သွားဘာဖြစ်လို့တော့ချော်မလဲအောင်လို့ပေါ့ကိုယ့်ကိုချော်မလဲအောင်စောင့်ရှောက်တာကဘယ်သူတုံးလို့မင်းရင်ကိုယ့်တတိပဲဒါအပေါ်ယံလေးကိုပြောတာပါအဲ့လိုပဲစားတဲ့ခါလဲတတိနဲ့စားသွားတဲ့ခါလဲတတိနဲ့သွားပြောတဲ့ခါလဲတတိနဲ့ပြောကိုယ့်ကိုမကောင်းတာမဖြစ်အောင်ကာကွယ်စောင့်ရှောက်မဲ့အရာဒီကိုယ့်ရဲ့တတိပဲဟုတ်တယ်မဟုတ်လားနောက်ဆုံးလေးလေးနက်နက်ပြောရမယ်ဆိုရင်ဒီစိတ်သေးကိုရာဂဒေါသမောဟကိလေသာဝင်မလာအောင်တားနိုင်တဲ့အရာဟာလည်းတတိပဲရှိတယ်တတိရှိရင်ဘယ်ကိလေသာမှဝင်လို့မရကိလေသာဝင်လာတယ်ဆိုတာတတိမရှိလို့ဝင်လာတာစိတ်မှာတတိအကာအကွယ်မဲ့နေတဲ့အတွက်ကြောင့်လူကျင်မှုတွေမကျေနပ်မှုတွေဆိုတာဖြစ်လာတာအဲ့တော့ဒီတတိကဘယ်မှာထားရမှာတော့ဘယ်မှာရှိရမှာတော့ဆိုတော့ဒီခန္ဓာမှာထင်ရှားဖြစ်နေတဲ့သဘာဝတရားရဲ့ပုံမှာတတိကရှိရမှာတတိကထားရမှာဟုတ်လားထင်ရှားဖြစ်နေတဲ့သဘာဝတရားကတော့များစွာရှိတယ်ဖြစ်နေကြတယ်ယုံနံလို့အကြံဉာဏ်ပြောရင်တော့2မျိုးပေါ့ဟုတ်လားယုတ်ရဲ့သဘာဝတွေကိုအသေးစိတ်ပြောမယ်ဆိုတော့များစွာနာမ်ရဲ့သဘာဝတရားတွေကိုအသေးစိတ်ပြောမယ်ဆိုတော့များစွာရှိတယ်ပေါ့အဲ့တော့ဒီခန္ဓာမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတွေကိုတတိထားပြီးတော့တိတိနေအောင်ကြိုးစားနေမယ်ဆိုရင်
တတိရှိနေတဲ့အတွက်ကြောင့်အဲ့ဒီအခိုက်အတန့်မှာဒီစိတ်แท้ကိုဘယ်ကိလေသာမှဝင်ပြီးတော့နှောင့်ယှက်လို့မရအောင်ဘာလို့ဆိုတတိကအကောင်းဆုံးကာကွယ်ရေးတာဝန်ကိုယူထားတယ်ဟုတ်လားအကောင်းဆုံးရှောက်ရှောက်ပေးနေတယ်ဒါကြောင့်တတိမရှိရင်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဟာအကာအကွယ်မဲ့တယ်အဆောင်အရှောက်မဲ့တယ်တတိရှိရင်အကာအကွယ်ရှိတယ်အဆောင်အရှောက်ရှိတယ်များသောအားဖြင့်လူတွေကကိုယ့်ကိုဆောင်ရှောက်ဖို့သူများကိုအားကိုးကြတယ်ဟုတ်လားသူတို့ကတော့တော်တော်ကိုဟုတ်နေတာအကိုထက်အများကြီးတော်တယ်လို့ထင်လို့ရှိရင်အားကိုးကြတယ်ပေါ့နော်အဲ့ဒါကအားကိုးလို့မရဘူးလို့မဆိုလိုပါဘူးဒါပေမဲ့အဲ့ဒါကအပေါ်ယံပဲတယောက်ကိုတယောက်ကာကွယ်လို့ရတယ်ဆောင်ရှောက်လို့ရတယ်ဆိုတာအပေါ်ယံပါတကယ်တမ်းကကိုကာကွယ်ရမယ်ကိုဆောင်ရှောက်ရမယ်ကိုကာကွယ်တယ်ဆောင်ရှောက်တယ်ဆိုတဲ့နေရာမှာလည်းပဲဘယ်ဟာကဆောင်ရှောက်မှာတော့ဆိုရင်တတိကသာလည်းဆောင်ရှောက်ပဲတတိမရှိရင်ကိုဟာကိုမကာကွယ်နိုင်ဘူးကိုမဆောင်ရှောက်နိုင်ဘူးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့စိတ်ကိုဘာနဲ့ဆောင်ရှောက်ရမှာလဲလို့မေးရင်တတိနဲ့ဆောင်ရှောက်ရမယ်ဆိုတာလေးလည်းပဲဆွဲမြဲဘာလို့ကြအောင်လို့မှတ်ထားကြရပဲစိတ်မှာတတိရှိနေတာနဲ့အမျှဒီစိတ်ကိုဆောင်ရှောက်ပြီးသားဖြစ်ပြီးတော့ကံသုံးပါးကိုလည်းဆောင်ရှောက်ပြီးသားဖြစ်သွားတယ်အလွန်မှထိရောက်တဲ့နေပေါ့ဟုတ်လားကံသုံးပါးဆောင်ရှောက်ပြီးသားဖြစ်သွားရင်ဘာကိလေသာရေမှဝင်စရာအကြောင်းမရှိဘူးဘာပုတ်ဆွေးစရာအကြောင်းမှမရှိဘူးဒါဆိုရင်သိခြင်းဆိုးစရာအကြောင်းမရှိဘူးပေါ့ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒုတိယနောက်အသေးကောင်းဖို့အတွက်အလွန်ကောင်းမွန်တဲ့နိလန်းကတော့စိတ်ကိုတတိနဲ့ကာကွယ်ဆောင်ရှောက်ပါဟုတ်ရဲ့လားအဲ့တော့အသေးကောင်းဖို့အတွက်ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့နီးဘယ်နှမျိုးမှတ်သားခဲ့ပြီတော့2မျိုးအထမင်းပြောလိုက်တဲ့နီးကကုသိုလ်ကောင်းမှုကိုအခွင့်အခါသင်တိုင်းကြိုးစားအထောက်ပါဘယ်ကုသိုလ်လေးကိုပြုမယ်လို့ကန့်သက်ချက်မထားပါနဲ့ဟုတ်လားဒါနပြုဖို့သင်လာပြီဆိုရင်ဒါနပြုပါသီလဆောင်ထိန်ဖို့သီလချိုးဖောက်ဖို့အခြေအနေကြုံလာပြီဆိုရင်မကျိုးပေါက်အောင်ထိန်းခြင်းသည်ပင်လည်းဒါသီလကိုဆောင်ထိန်နေပေါ့ဟုတ်လားအေးတမာတိပညာကုသိုလ်ကောင်းမှုတွေလည်းဆုံးအားရှိသမျှပြုရမယ်ပေါ့အဲ့ဒါလိုပြုခြင်းသည်အသေးကောင်းဖို့ကြိုးစားတာတစ်ချက်နောက်မိမိရဲ့စိတ်ကိုတတိနဲ့ကာကွယ်စောင့်ရှောက်ခြင်းသည်ကံသုံးပါးကိုစောင့်ရှောက်ရာရောက်ပြီးတော့ထိုကံသုံးပါးတန့်ရှင်းစင်ကြယ်ပြီးတော့အသေးကောင်းမှလိမ့်မယ်လို့မြတ်စွာဘုရားဟောထားတယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အသေးကောင်းဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာပြောလိုက်တဲ့နိလန်းဘယ်နှမျိုးလဲဗျာ2မျိုးနံပါတ်1ကုသိုလ်ကောင်းမှုကိုများစွာပြုရမယ်နံပါတ်2မိမိရဲ့စိတ်ကိုတတိနဲ့ကာကွယ်ဆောင်ရှောက်ပေးရမယ်ဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ဘာပြောဖို့ကြံနေတော့အသေးလွတ်ဖို့ဆိုတာကြံနေတယ်နော်တရားကောင်းစဉ်ပေးထားတာကအသေးကောင်းဖို့အသေးလွတ်ဖို့ဟုတ်လားအဲ့တော့ဒီနေရာမှာအသေးကောင်းယုံမျှနဲ့တရားဓမ္မတို့ဦးဇင်းတို့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာနဲ့တွေ့ရတဲ့လူတယောက်အဖို့ပြည့်စုံပြီလို့မဆိုနိုင်ဘူး။အောင်ဆိုကြပါစို့ဒီဘဝအသေးကောင်းအောင်ကြိုးစားလို့အသေးကောင်းတယ်။နောက်ဘဝကောင်းတဲ့နေရာရောက်သွားမယ်ပေါ့။ဒါပေမဲ့ဟိုနောက်ဘဝရောက်ရင်တော့ဆိုးတဲ့မိတ်ဆွေရုပ်တွေနဲ့ပေါင်းမိပြီးတော့မဟုတ်တာတွေလုံမိပြီးတော့ယုံညံ့တဲ့ဘဝတွေကိုလည်းပြန်ပြီးတော့ရောက်သွားနိုင်နေတာပဲ။ဟုတ်တယ်မဟုတ်လား။ဘာမှစိတ်မချရဘူးမသေးကြဘူးမရေရဘူး။ကိုယ့်ရဲ့အနာဂတ်ခရီးဟာမသေးကြသေးဘူးမရေရသေးဘူး။အသေးကောင်းယုံမျှနဲ့မသေးကြသေးဘူးမရေရသေးဘူးဟုတ်လားဒုတိယဘဝလောက်ပဲစိတ်ချရမယ်ဟိုတတိယသုထဘဝတွေမှာကြတော့စိတ်မချရတော့ဘူးဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အသေးကောင်းဖို့ဆိုတာနဲ့မလုံလောက်သေးဘူးဘာလို့ကြရမှာတော့အသေးလွတ်ဖို့တဲ့ဟုတ်လားဒါကြတော့ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အဓိကရည်ရွယ်ချက်လို့ဆိုကြပါစို့ဘဝမှာဘာတွေပဲဖြစ်ဖြစ်ဒီနေ့ကြတော့တေချာရမှာပါအဲ့ဒီတေချာရမှာပါဆိုတဲ့တစ်ချက်ကိုထက်တဲဝင်ကြည်ကြည်လဲတိထားမယ်ဆိုရင်ဘဝသည်ဘာအနှစ်သာရမှမရှိဘူးဆိုတာကိုနားလည်နိုင်တယ်ဟုတ်လားဘာဖြစ်သေးမှာပဲလေဘာမှလှုပ်ချင်ကန်ချင်သေးမရှိအောင်ပြောနေတာမဟုတ်ပါဘူးဘဝနဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်စဉ်းစားကြည့်ပါသူဘာကြီးပဲဖြစ်ဘာပဲပိုင်အချိန်ကြတော့ပြီးသွားရောသေသွားရောဟုတ်လားဒါကြောင့်ဒီသေဆုံးခြင်းကိုတရားဓမ္မတို့ဦးဇင်းတို့တွေနားလေသလိုနဲ့နားမလဲတဲ့အပိုင်းတွေအများကြီးရှိတယ်။သေခြင်းတရားနဲ့ပတ်သက်ပြီးတော့တရားဓမ္မတို့ဦးဇင်းတို့နားလေတဲ့အစိတ်အပိုင်းတွေအလွန်မှသေးတယ်။နားမလဲတဲ့အစိတ်အပိုင်းတွေအလွန်မှများတယ်။ဒါကြောင့်သေခြင်းတရားကိုတဖြည်းဖြည်းနဲ့နားလေအောင်အကြိမ်ကြိမ်အဖန်ဖန်စဉ်းစားဆင်ခြင်ပေးရတယ်
တေခြင်းတရားကိုစဉ်းစားဆင်ခြင်လာတာနဲ့အမျှဘဝရဲ့အကြောင်းကိုတဖြည်းဖြည်းနဲ့နားလည်လာနိုင်တယ်ကိုစဉ်စိတ်ထဲမှာတွေးမိတာလေးတစ်ခုရှိတယ်ဟောဒီတေခြင်းတရားဆိုတာကြီးဟာဘဝရဲ့အမှန်တရားကိုကြည့်ဖို့မြင်ဖို့အတွက်အလွန်ကောင်းတဲ့ပရင်းပေါက်ပဲလို့ဦးဇင်းစိတ်ကတော့အဲ့လိုခံစားရတယ်နော်ဘဝရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိဖို့မြင်ဖို့အတွက်နော်ကြည့်စရာအလွန်ကောင်းတဲ့ပရင်းပေါက်ကြီးတစ်ချက်အဲ့ဒါကိုလှက်ပြီးတော့ကြည့်ပါဟုတ်လားတူဘာတွေပဲရဘာတွေပဲဖြစ်ချွင်းချက်မရှိဘူးနော်ဘာတွေပဲဖြစ်ပြီးရင်ဘာဖြစ်သွားပျက်စီးသွားဟုတ်လားဒီပျက်စီးလက်တန်သောအရာကိုမုံမှန်ရင်းနဲ့အချင်းကုန်းနေတာအတိတ်ပဲရှိသလားကွက်ကိုစဉ်းစားပေါ့ဟုတ်လားအရင်တော့ငယ်ငယ်တုန်းကနော်ကလေးဘဝတုန်းကသဲအိမ်ကလေးတွေစောက်တန်းကစားတာကိုအမှတ်ရတယ်ပေါ့နော်မိုးရွာပြီဆိုရင်နော်တလင်းနဲ့ထွက်ပြီးတော့သဲတွေဖုံတွေရှုပြီးတော့အဲ့ဒီခြေပမိုးလေးပေါ်ကိုသဲတွေအုံပြီးတော့ဒီခြေတော်လေးကိုပြန်ထုတ်ပြီးတော့လှိုင်ကောင်းလေးရတယ်ဟုတ်လားစော်ဖို့တယ်ဟုတ်လားဘယ်လောက်ကြာတော့အဲ့ဒီအိမ်လေးကလောက်မှမကြာဘူးလားခဏနေတော့ဘာလို့မရှိတော့စော်ရင်းနဲ့ပဲပြတ်သွားတယ်ပေါ့ခုတကယ်မှတော့ဦးချင်းတို့တွေကလည်းတကယ်တမ်းကတော့ဒီခန္ဓာကိုယ်ကြီးဟာပျက်စီးမဲ့အရာနောက်ရမယ့်ခန္ဓာကလည်းပျက်စီးမဲ့အရာပျက်စီးမဲ့အရာတွေနဲ့ဆော့ကစားနေကြတဲ့ကလေးတငယ်တွေလိုပဲလို့အဲ့လိုပြောလို့မရဘူးလားအဲ့ဒါတန်ရုပ်ပါဠိတော်ထဲမှာမြတ်စွာဘုရားဟောထားတာရှိတယ်နော်ယဟန်တို့တဲ့ကလေးတွေဟာကစားစရာပစ္စည်းအမျိုးမျိုးနဲ့ကစားကြတယ်ပေါ့အဲ့ဒီကစားစရာတွေရဲ့အပေါ်မှာဆွဲလန်းတက်မဲ့မှုမကင်းသေးသမျှသူတို့ဟာအဲ့ဒီကစားစရာပစ္စည်းတွေနဲ့ဆက်ပြီးတော့ကစားနေကြသေးတယ်ဟုတ်လားနောက်တစ်ချိန်မှာဒီကစားစရာပစ္စည်းတွေရဲ့အပေါ်မှာဆွဲလန်းမှုမမောမှုတွေ့တာမှုကင်းသွားပြီဆိုတာနဲ့အဲ့ဒီကစားစရာပစ္စည်းတွေကိုဖြန့်ကျဲပြီးတော့သူတို့မကစားတော့ဘူးတဲ့ခုတကကြီးတို့မိုက်တို့အရင်တို့အသက်ကြီးလာပြီဆိုတော့ဒါလောကအနေနဲ့ပြောတာပါငယ်ငယ်တုန်းကလို့ကလေးကစားစရာလေးတွေနဲ့ကစားနေကြသေးလားမကစားပါဘူးအဲ့လိုကစားနေရင်လည်းစေယောဂဆေးရုံပို့ဖို့ပဲရှိတယ်ဟုတ်လားအဲ့လိုမကစားတော့ဘူးဘာဖြစ်လို့တုံးဆိုတော့ငါကစားတဲ့အရွယ်မဟုတ်တော့ဘူးလေဟုတ်လားဒါပေမဲ့ကလေးတုန်းကတော့အဲ့ဒါတွေပျက်စီးသွားပြီဆိုရင်ဘာလုပ်ရလဲငိုရတယ်အဲ့ဒါရဖို့အတွက်အရန်ကြိုးစားရတယ်အဲ့ဒါမပျက်စီးဖို့အတွက်အရန်အားထုတ်ရတယ်ပေါ့ဟုတ်လားစဉ်းစားကြည့်နော်အဲ့လိုပဲဦးဇင်းတို့ပုထုဇဉ်ဘဝမှာဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့အမှန်အတိုင်းမတိကျသေးတဲ့အတွက်ကြောင့်ကစားစရာပစ္စည်းကိုတက်မဲ့မောနေတဲ့ကလေးတယောက်လိုဆော့နေကြတော့ကစားနေကြတော့အကယ်၍သစ္စာလေးပါးကိုသိလို့အရိယာသူတော်စင်ဖြစ်ပြီဆိုရင်တော့ဒီကစားစရာပစ္စည်းတွေဟာမမောစရာမဟုတ်ဘူးဆိုတာကိုသူတို့စပြီးတော့သိတယ်ပေါ့ယဟန္တာဖြစ်ပြီဆိုရင်တော့မကစားတော့ဘူးပေါ့နောက်သောတာပန်ဖြစ်မယ်ဆိုရင်ကိုပဲအလွန်ဆုံးကာမဘုံမှာ9ဘဝလောက်ပဲကစားပြီးရင်သူမကစားတော့ဘူးပေါ့သဘောပေါက်ရလား